ယုတ်တရားကိုလေးလာသုံးသပ်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုံပြုကတိကျူဖွဲ့စွာသောဝန္ဒနာပနာမအာတိတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစေပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုပ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျင့်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနိယများစွာတတဝါဤချမ်းသာစီပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျူရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယုတ်တရားကိုလေးလာသိမ့်မှတ်ခြင်းလောကလူတ attva တွေအနေနဲ့ပဲပြောကြရအောင်လူတွေဟာယုံနဲ့နံနှမျိုးဖြင့်ဖွဲ့စည်းထားတာယုတ်ဆိုတာ body ပေါ့လေနံဆိုတာ mind နဲ့ body ဒီနှစ်ခုပဲရှိတယ်လူလို့ပြောတဲ့အရာဟာဒီနှမျိုးနဲ့ဖွဲ့စည်းထားတာဖြစ်တော့ပထမဒီနှမျိုးရဲ့ခြားနာချက်ကိုအရင်သိအောင်တော့နံဆိုတာကအာယုံကိုသိတတ်တဲ့သဘောတရားကိုနာလို့ခေါ်တယ်ပါဠိစာပေမှာနာမဆိုတဲ့စကားလုံးကိုဘာသာမပြန်တော့ဘဲနဲ့နံလို့ဒီလိုရေးလိုက်တာအဓိပ္ပာယ်ကတော့နာမပဲစကားလုံးအမူရင်းကနာမဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်ညွတ်ကိုင်းခြင်းလို့အဓိပ္ပာယ်ရတယ်မှန်ပါပါဘယ်ဘက်ကိုညွတ်ကိုင်းနေတာလဲလို့ဆိုတော့အာယုံရှိတဲ့ဘက်ကိုညွတ်ကိုင်းနေတာနေကြပန်းကလေးဟာနေရှိတဲ့ဘက်ကိုမျက်နှာမူပြီးတော့နေလေးရှိတဲ့ကဲ့သို့မှန်ပါပါလူတွေရဲ့စိတ်လို့ခေါ်ရတဲ့သဘာဝတရားလူတွေရဲ့အသိစိတ်လို့ပြောရတဲ့သဘာဝတရားဟာအာယုံရှိရာကိုညွတ်နေတဲ့အမြဲတမ်းညွတ်တယ်ဆိုတာအာယုံကိုရယူနေတယ်လို့ဒီလိုပြောတာမှန်ပါပါဗျာကြည့်လေတိတ်တိတ်ဆိတ်ဆိတ်တယောက်တည်းအိမ်ထဲမှာနေတဲ့အခါမှာတနေရာကတောက်ခနဲ့လို့အတန်မကြားလိုက်နဲ့အဲ့ဒီနေရာစိတ်ရောက်မသွားဘူးလားရောက်သွားပါတယ်ဗျာဒါညွတ်သွားတယ်လို့ခေါ်တာပဲမှန်ပါပါဗျာအာယုံရှိတဲ့ဘက်ကိုစိတ်ကလေးကရောက်ပြီးတော့သွားနေတာအမြဲတမ်းအာယုံရှိတဲ့ဘက်ကိုစိတ်ကလှဲ့သွားတာနမတိတိနာမံ
နမတိအာယုရှိရာသို့ကိုင်းညွတ်၍နေတတ်ဣတိထို့ကြောင့်နာမမြည်၏ဟောနန္တရားဆိုတာအာယုရှိရာကိုညွတ်သွားတဲ့သဘောတဲ့ကြည့်မျက်စိကမြင်လိုက်ရင်လည်းမြင်တဲ့အာယုဘက်ကိုစိတ်ကရောက်သွားတယ်နားကအတန်ကြားလိုက်ရင်လည်းကြားတဲ့ဘက်ကိုစိတ်ကရောက်သွားတယ်နှာခေါင်းထဲကအနံ့ကလေးတစ်ခုရရင်လည်းရတဲ့အာယုဘက်စိတ်ကရောက်သွားတယ်ဟောထို့တူပဲလျှာထဲမှာအရသာတစ်ခုခုပေါ်လာလို့ရှိရင်လည်းထိုအရသာပဲစိတ်ကရောက်သွားတယ်ခန္ဓာကိုယ်ကတစ်ခုခုထိမိလို့ရှိရင်လည်းထိုအထိအတွေ့အာယုံပေါ်မှာစိတ်ကရောက်သွားတယ်ဘယ်မှမထင်ရှားတဲ့အခါမှာအာယုံရှိရာကိုစိတ်ကလိုက်ပြီးတော့စိတ်ကူးတယ်လို့ပြောကြတာတွေးနေတယ်လို့လည်းပြောကြတယ်ဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒီတွေးနေတာကြမ်းနေတာအာယုံရှိတာတွေညွတ်နေတာအလုံးဟာနာမနန္တရားလို့ဒီလိုခေါ်တာနော်မှန်ပါဗျာအဲ့ဒီနန္တရားဆိုတာရုပ်တရားနဲ့ရှင်တွဲပြီးတော့သဘာဝချင်းမတူပေမဲ့လို့ရှင်တွဲပြီးတော့အချင်းချင်းအပြန်အလှန်အကျိုးပြုပြီးတော့နေကြတယ်အဲ့ဒါကနန္တရားရုပ်တရားဆိုတာကတော့အာယုရှိကိုတဲ့စီကိုညွတ်သွားတတ်တဲ့သဘောမရှိဘူးအာယုရှိတဲ့နေရာကိုသူညွတ်သွားတဲ့သဘောမရှိဘူးအာယုကိုလည်းမသိဘူးဘာမှအာယုကိုသိတာမျိုးတစ်ခုမှမရှိဘူးသိတာကစိတ်သိတာကနန္တရားအာယုကိုရယူမှုမပြုတ်တတ်တာဟာဒါယုတ်တရားလို့ခေါ်တယ်နော်မှန်ပါပါဗျာဒါကသဘာဝအနေနဲ့ကြည့်ပြောတာအာယုကိုသိတာကနန္တရားအာယုကိုမသိတာကယုတ်တရားပါဗျာယုတ်တရားဆိုပါစို့တဏှာမှာထိုင်းနေတယ်လို့ဆိုတဲ့အခါမှာကြည့်စိတ်ကလေးကသာထိုင်းနေတယ်လို့သိတာခန္ဓာကိုယ်ကြီးကငါထိုင်းနေတာပါလားလို့ယုတ်ကမသိဘူးမှန်ပါပါဗျာအဲ့ရပေါ်လဲလျောင်းနေလို့ရှိရင်လဲကြည့်အဲ့ရကငါ့ပေါ်မှာလူတယောက်လဲလျောင်းနေတယ်လို့မသိတယ်လို့လူရဲ့ယုတ်ခန္ဓာကိုယ်ကြီးကလည်းငါသည်အဲ့ရပေါ်မှာလဲလျောင်းနေတယ်လို့မသိဘူးသိတာကနန္တရားကသိနေတာမှန်ပါပါဗျာမျက်လုံးကလည်းသူငါမြင်တယ်လို့မသိဘူးနားကလည်းငါကြားတယ်လို့မသိဘူးသိတာကနန္တရားကသိနေတာမှန်ပါပါအဲ့တော့ယုတ်တရားဆိုတာအာယုံကိုမရယူတတ်ဘူးအာယုံကိုမပြုနိုင်ဘူးအာယုံကိုမသိတတ်ဘူးလို့ဆိုတာဟာယုတ်တရားလို့သဘာဝအဖြစ်ရှင်းဥစွာဒီလိုခွဲခြားမှန်ပါပါအဲ့တော့လူတွေရဲ့ခန္ဓာကိုယ်ဟာယုတ်နဲ့နှစ်ရပေါင်းစပ်ထားတယ်အာယုံကိုရယူတတ်တဲ့သဘောကနန္တရားအာယုံကိုမသိတတ်တဲ့သဘောတရားကယုတ်တရားလို့အာယုံကိုရယူတတ်တာကနန္တရားအာယုံကိုရယူမှုမပြုတတ်တာကယုတ်တရားလို့ဒီနှစ်ရပ်ပေါင်းစပ်ပြီးတော့လူလို့ခေါ်ဆိုပြီးတော့အမည်ပညာတင်ထားကြတာသမ္မုဒိသစ္စာအနေနဲ့နော်မှန်ပါပါဗျာဒီနှစ်ခုပေါင်းစပ်နေတာကိုကြည့်ပြီးလူလို့သတ်မှတ်ထားကဲအဲ့ဒီထဲမှာဒီကနေ့ယုတ်တရားတွေအကြောင်းကိုလေ့လာကြည့်အောင်အာယုံကိုမသိတတ်ပါဘူးလို့ဆိုတဲ့ယုတ်တရားတွေလူရဲ့ယုတ်ခန္ဓာကိုယ်ကြီးယုတ်ခန္ဓာကိုယ်ကြီးဆိုတာပြောလို့အမတန်လွယ်တယ်ဘာဖြစ်လို့လဲဆိုမြင်နေရတာမြင်ရတာတော်တော်များများမြင်ရတယ်အတုံးခဲပုံတန်တန်ရှိနေတယ်ကြိုင်ကြည့်လို့လည်းရတယ်ဟောယုတ်ဆိုတာတချို့ယုတ်တွေကကြိုင်ကြည့်လို့ရတယ်တချို့ယုတ်ကမြင်လို့ရတယ်တချို့ယုတ်ကနားထောင်လို့ရတယ်တချို့ယုတ်ကအရသာခံကြည့်လို့ရတယ်တချို့ကအနံ့ရှူကြည့်လို့ရတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာအဲ့တော့ယုတ်ဆိုတာကမန်လို့အတိမခက်ဖဲနဲ့ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားသိလွယ်တဲ့အရာတွေအဲ့တော့ဒီသိလွယ်တဲ့အရာတွေဟာယုတ်ခန္ဓာလို့ဆိုတဲ့လူရဲ့ခန္ဓာကြီးမှာယုတ်ပေါင်းဘလောက်စုဝေးပြီးတော့ဖွဲ့စည်းထားတာလဲလို့ဆိုတာကိုတစ်ခုချင်းတစ်ခုချင်းလေ့လာပြီးတော့ချိကြရအောင်မှန်ပါပါဗျာအဲ့ဒီလိုလေ့လာတော့မယ်ဆိုရင်ယုတ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းဥစွာရှိရုပ်ဆိုတဲ့စကားလုံးကရူပဆိုတဲ့ပါဠိကလာတာမြန်မာလူမျိုးတွေလည်းရူပလို့မဲ့တာရှိတာပါပဲเนาะမှန်ပါဗျာ
Rupa lo Suraniyama, a David Namushi, Luma. So Alongo Yinyone a car. Rupa lo le tone. The Kadiam Yesiga Miade, a Saint Ayomule Rupa lo tone. Oh, Dinamu Quacha Matam. Madu Nandiari Tia Ayongo Medida de the Wawa Alongole Rubalo Core. Yes, if you near a single Rubalo Core. Baja Rubalo Koya the Lelo. A David was singing Senati, Baja Rubalo Core the Lelo. A Vidama Mother Mahobu, yes of Yaga. Kisaniya Todan Nusura, Tayoda Nikayama Shiri. Eri Kisaniya Todan Ma Yodi Devego, Ubekana Devego, yes of Yaga, Prince of Betare, Kurore Deve, Prince of Tara. Kesa Bakery, Wosati Rupan, Chitayano. Bajang Yolu Koraro, Rupa Sara, Bajang Rupalo Koraro, Tisagalongo Bajang. Titabawa Diari, Pobiago, the Rupa Sara Sagalong, Bajang Tongararo, Sura, yes of Yaga, Timagon Lane, maybe, or to Pede. Robert D. Covic, Tadama, Rupandi, Osati Chidayano. Young letter the washing, the Tajamu Yolu Kora. Yosura, young lady at the wall. Sitting out of Popian, Dona City. Yosura, Popian. Popian, so that's a long Dona Lucy, a David, Tibian and Muria, Donita, City, Hana. Against Arita Popian Nero Baro, which in the Popia there, Popian Nesra, New Fiani. Eddie's a long of Poyam, but don't know. Young lady, Jessie, Hogan. Josura, young lady that day, Jessie that day. Tilly Shasha, young lady, Jessie that day, the Wawa Diago, Yolo Corel, yes of Yah, the Luhor. Kena Robert, Barry John Jonado, do I do Lulia Jona Lalas or Movu? John Diari John Jona, Bajon Jono, say. Tite not be Robert. Age on a Joundare. Oh, gee. Queer Kanago, you played in a cheap, didn't have a Regina, illusion, the Mupit bar. Aiden illusion, the Mupit bar, no? See, Yari Uru alone aided a Yadidaga Lurine, Pure Didaga, Yadidaga Lurine, a Taye in Tuyela. Two. Josura. Yadi Uru agent young le, it is a non John Ada was solo, no? Eri agent young le, Yodia, Piano Popianware. So was it? Chili. Chili and the Goroma, a ye pure win it. A ye pure win it, a ye lego, you get it at a tech. Ye can I can't tech, hallelujah. To ye a ye. A yiga nebiro, a cave Piamla. Era new solo, no? Piamdore. Then the ram Piamdor. Tao did not be Robert Dilo, Piolo Yarabo. Age on a Piamdor. Chile the chu, they ate a Yadima native Bogoriha. Kanagoma, a cargo lower, a cargo Malone nine Lucy. Nakomya lady, Nayapsha lady, Mela, a launa look hot, a bull long a little a year launa. Frozen by look, English look hot, frozen by. Frozen by, sir, frozen. Baby, ye kelon either a eagle. Eddie a guided tango kayadi the jaw, Nakomya lady, Mero. It were down dead at Bogori, I'm really chum dad. Oh. Nayapsha lady. Do me out there, Kajaro, Dali, and maybe now giant boat on that day. The guy were Malolution, do me to 190 a
ခြေပြားလက်ပြားလေးတွေကမဲပြီးပုတ်လာဒါဘယ်သူကြောင့်ပြောင်းလဲသွားတာတော့လို့ဆိုတော့အေးကြောင့်ပြောင်းလဲသွားတာတဲ့အလွန်အေးတဲ့ထဲထည့်ထားလို့ရှိရင်ရေခဲတဲ့ထဲထည့်ထားလို့ရှိရင်ဟင်းရွက်တွေလည်းတစ်ဖြည်းဖြည်းကျတော့နွမ်းသွားတာပဲမှန်ပါပါဟုတ်ကြာရှည်ခံတယ်လို့ဆိုပေမဲ့လို့လွန်ကဲလာလို့ရှိရင်တော့နွမ်းသွားတာပဲဟုတ်ကဲ့လားမှန်ပါပါဒါကြောင့်မို့လို့ပိတေနပိရုပ္ပတိတဲ့အေးကြောင့်လည်းပဲဒီယုတ်ကြီးကပြောင်းလဲသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်ပြောင်းလဲတယ်ပျက်စီးတယ်ဒါကြောင့်မို့ယုတ်လို့ခေါ်တယ်ဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ changes လို့လည်းပြန်တယ် perish လို့လည်းပြန်တယ် changes ဆိုတာပြောင်းလဲသွားတာ perish ဆိုတာပျက်စီးသွားတာဟောလူခန္ဓာကိုယ်မှာအေးနဲ့တွေ့ရင်လည်းပြောင်းလဲပျက်စီးသွားတာလွန်ကဲတဲ့ဆန့်ကျင်ဘက်အေးနဲ့တွေ့လို့ရှိရင်ပြောင်းလဲပြီးတော့ပျက်စီးသွားနိုင်တယ်ရေလေးကအခဲအဖြစ်ရောက်သွားတယ်ဟောပြောင်းလဲသွားတယ်ပြောင်းလဲသွားတာလည်းပဲရုပ်ပဲပျက်စီးသွားတာလည်းရုပ်ပဲဟောဒီလိုဆိုလို့တယ်နောက်မြတ်စွာဘုရားကဒါသိတာအောင်ဟောတာဩနေနပိရုပ္ပတိအပူနဲ့တွေ့လို့ရှိရင်လည်းပြောင်းလဲသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်တဲ့တွေ့ရခန္ဓာကိုယ်လည်းဒီတိုင်းပဲမီးလောင်လိုက်လို့အပူတွေ့သွားပြီတိတ်ပူတဲ့အပူနဲ့တွေ့လိုက်လို့ရှိရင်တွေ့ရခန္ဓာကိုယ်ဟာဘယ်ခံနိုင်မလဲဟုတ်ကဲ့လားမှန်ပါပါဗျာမီးလောင်ခံရရင်မီးလောင်တဲ့နေရာဆိုမဲသွားမှာပေါ့ရေတွေကွာသွားမှာပေါ့ပြောင်းလဲသွားတယ်ပျက်စီးသွားတယ်အပူကြောင့်လည်းပြောင်းလဲပျက်စီးသွားတယ်ခုနရေကလေးကိုအပူပေးလိုက်တဲ့အခါကျတော့ဘာဖြစ်သွားတော့အငွေ့ဖြစ်သွားဟောပြောင်းသွားတယ်အရေကနေပြီးတော့အငွေ့ဖြစ်သွားတယ်ဒါဘာကြောင့်ပြောင်းတာတော့လို့ဆိုဆန့်ကျင်ဘက်အပူကြောင့်ပြောင်းတာလို့ထို့တူပဲဇိကိဆာယပိရုပ္ပတိဆာလို့ရှိရင်လည်းပြောင်းသွားတယ်ပိပတာယပိရုပ္ပတိရေငတ်လို့ရှိရင်လည်းပဲပြောင်းလဲပျက်စီးတယ်ဟောယုတ်တရားတွေကဒါလူသားတ attva တွေနဲ့ရည်ညွှန်းပြီးတော့မြတ်စွာဘုရားဒါတွေဟောတာနော်မှန်ပါပါဗျာဇိကိဆာယပိရုပ္ပတိထမင်းဆာလို့လဲအလွန်ဆာပြီးတော့ငတ်လို့ရှိရင်ပေါ့ငတ်သွားလို့ရှိရင်ငတ်မွတ်နေတယ်ဆိုလို့ရှိရင်ပြောင်းလဲနိုင်တယ်မွတ်သိပ်တယ်ရေသိပ်စားတယ်ရေမတော့ရဘူးဆိုလို့ရှိရင်လည်းပြောင်းလဲသွားတာပဲဟောပျက်စီးသွားနိုင်တယ်ရေငတ်ရင်လည်းသေတာပဲနော်အစာငတ်ရင်လည်းသေတာပဲမှန်လားရုပ်တရားတွေကပြောင်းလဲနိုင်တယ်မခံနိုင်ဘူးဒန္တမကတဝါဒတပတရိတပတန်ဖတ်တေနာပြီချင်းကြိုက်လို့ရှိရင်လည်းပြောင်းတယ်ဟုတ်တယ်ချင်းကြိုက်လို့ရှိရင်လည်းရိုးရိုးအရေးပေါ်မှာအဖူးကလေးတွေဖြစ်လာတယ်ဟောတာပြောင်းလဲမှုပဲနော်မှန်ပါပါတချို့ကြတော့ spot အပေါက်ကလေးအပြောက်ကလေးတွေထင်းလာတယ်ချင်းကြိုက်တဲ့နေရာမှာအနီးပြောက်ကလေးတွေအနီးဆက်ကလေးတွေပေါ်လာဒါပြောင်းလဲမှုပဲပဂတိအရေးသားကနေပြောင်းလဲပြီးတော့သွားတာမက်တို့ချင်းတို့ဒီကောင်တွေကြိုက်တယ်မွေတို့ကင်းတို့ဆိုတဲ့အစိတ်ရှိတဲ့ကောင်တွေကြိုက်တယ်ဟောခန္ဓာကိုယ်ရဲ့အနေအထားရုပ်တဘာဝတရားတွေဟာပြောင်းလဲပြီးတော့ပျက်စီးတတ်တယ်တဲ့မြတ်စွာဘုရားကလွယ်လွယ်လေးသိအောင်လို့ရုပ်ဆိုတာဆန့်ကျင်မဲ့နဲ့တွေ့ရင်ပြောင်းသွားတဲ့သဘောတရားတွေကိုပြောတာပါတဲ့မှန်ပါပါသဘာဝကိုယ်ကပြောင်းသွားတဲ့အနေအထားရှိတယ်လို့ခစ္စနိယသုတ်တံမှာမြတ်စွာဘုရားကရူပရဲ့အဓိပ္ပာယ်လို့ဒီလိုဖွင့်ဆိုထားတာအဲ့တော့ပြောင်းလဲတတ်တဲ့သဘောဆန့်ကျင်မဲ့အကြောင်းတရားနဲ့ဆုံစည်းတဲ့အခါပြောင်းလဲတတ်တဲ့သဘောပျက်စီးတတ်တဲ့သဘောကိုရုပ်လို့ခေါ်ပါတယ်လို့ဒါပထမမှတ်ထားရမှာနော်မှန်ပါပါဗျာကောင်းပြီဒီလိုပြောင်းလဲပျက်စီးတတ်တဲ့သဘာဝတရားထိုပြောင်းလဲပျက်စီးတတ်တဲ့သဘာဝတရားဒီအာယုံကိုရယူနိုင်စွမ်းမရှိဘူးဆန့်ကျင်မဲ့တွေ့ရင်ပြောင်းသွားတယ်ပျက်စီးသွားတယ်ဒီရေကိုအပူပေးလိုက်လို့ရှိရင်အခိုးအငွေ့ဖြစ်သွားတယ်အခိုးအငွေ့ကိုတခါအေးနဲ့ပြန်ပြီးတော့ဆုစီလိုက်ပြန်လို့ရှိရင်အရေပျော်သွားပြန်တယ်အဲ့ဒီအရေကိုမှတခါပို့ပြီးတော့အေးအောင်လုပ်လိုက်လို့ရှိရင်အခဲဖြစ်သွားပြန်တယ်ဟောအပူအေးဆိုတဲ့ဒ
ဒီစန့်ကျင်မဲ့အကြောင်းတရားတွေကြောင့်ဘုံတရံနေအမျိုးမျိုးပြောင်းပြီးတော့နေတာဟာယုတ်တရားတဲ့လူရဲ့ခန္ဓာကိုယ်မှာရှိတာတွေယုတ်တရားမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဟာတွေလည်းပဲဒီလိုပဲစန့်ကျင်မဲ့အပူတွေတွေ့မယ်စန့်ကျင်မဲ့အေးတွေလွန်ကဲတာတွေနဲ့တွေ့မယ်ဆိုရင်ပြောင်းလဲသွားနိုင်တယ်လို့ဒီလိုမှတ်ရမယ်နော်မှန်ပါပါဗျာပြင်ဘက်ဗဟိတမှာလည်းပဲထို့တူပဲဒီလိုပြောင်းလဲနေတာရုပ်ဆိုတဲ့သဘာဝတရားသည်တတ္တဝါတွေရဲ့တဏ္ဍာမှာသာရှိတာမဟုတ်ဘူးအပြင်ဩကာသလောကကြီးမှာလည်းရှိတယ်လို့ဒီလိုမှတ်မှန်ပါပါကြည့်ပန်းပွင့်ကလေးတွေကြည့်ပန်းပွင့်ကလေးဟာဖွဲ့စည်းထားတာရုပ်တသက်နဲ့ဖွဲ့စည်းထားတာပန်းပွင့်ကလေးတစ်ပွင့်မှာရုပ်ပေါင်းဘယ်လောက်ရှိတယ်လဲဆိုတာအရင်ကြည့်ပန်းပွင့်ကလေးမှာကြည့်အမာခံလေးတစ်ခုရှိတယ်မာတဲ့ပြော့တဲ့သဘောလေးနဲ့ဖွဲ့စည်းထားတာသူ့ရဲ့ဗရံလေးပေါ်နေတာဟာဒါအမာခံလေးပဲเนาะမှန်ပါပါဗျအဲ့ဒီအမာခံသဘောလေးပေါ်မှာဘာတွေရှိနေတုံးဆိုလို့ရှိရင်စုစည်းထားတဲ့သဘောရှိပန်းပွင့်လေးကအမှုန့်ကျိတ်လိုက်မယ်ဆိုရင်အမှုန့်ကလေးတွေမဖြစ်ဘူးလားဖြစ်ပါပါဗျဒီပန်းပွင့်လေးတွေဟာဒီလိုအလုံးကလေးဖြစ်နေတာစုစည်းထားတာမှန်ပါပါအမာခံသဘောလေးကိုပထဝီလို့ခေါ်တယ်အဲ့ဒီလိုအမုံလေးတွေကိုစုပြီးတော့ဟောဒီလိုသဏ္ဍာန်လေးဖြစ်နေအောင်လုပ်ထားတာကအာဘောကနေစုစည်းပေးထားတာတဲ့မှန်ပါပါကြည့်လေမုံဖုတ်ချင်တယ်ဆိုလို့ရှိရင်ပထမဂျုံမုံနေမဟုတ်လားမှန်ပါပါဗျာဂျုံမုံတွေကိုအခဲပြည့်အောင်ဗာနဲ့လုပ်ရေလေးနဲ့လုပ်ရတယ်ဟောရေလေးနဲ့ထည့်ပြီးတော့နေလိုက်အခဲလေးဖြစ်သွားတာမဟုတ်လားမှန်ပါပါဗျာဒီလိုအမုံကလေးတွေကိုဘယ်သူကစုစည်းလိုက်တာတုံးဆိုရင်ရေကစုစည်းလိုက်တာဒီတိုင်းပဲဒီပန်းပွင့်လေးဟာဒီလိုတရံလေးဖြစ်နေအောင်ဘယ်သူကစုစည်းထားတာတော့ဆိုအာဘောဆိုတဲ့ရေဓာတ်ကစုစည်းလိုက်တာတဲ့ဒီလိုတရံလေးဖြစ်လာမှန်ပါပါအဲ့ဒီတရံလေးဖြစ်နေတဲ့ပန်းပွင့်လေးဟာဒီတိုင်းတီးပြီးတော့မနေဘူးအပူအေးဆိုတာလေးတွေနဲ့တွဲနေရသည့်အတွက်ကြောင့်သူဟာလန်းဆန်းလာတယ်အေးနဲ့တွေ့ရင်လန်းဆန်းလာတယ်တဖြည်းဖြည်းရင့်လာပြီးအပူနဲ့တွေ့တဲ့အခါရင့်ရော်ပြီးတော့နွမ်းပြီးကြွေမသွားဘူးလားနောက်ဆိုဩအဲ့ဒါကဘယ်သူကနေစွမ်းဆောင်နေတာတုံးဆိုတော့တေဇောကနေစွမ်းဆောင်နေတယ်လို့ပြောထိုပန်းပွင့်လေးဟာတနေရာထဲမှာအခုလိုစုနေအောင်ကဘယ်သူကနေပြီးတော့တွန်းအားပေးနေတုံးဘယ်သူကနေပြီးထောက်ပံ့ထားတုံးဆိုရင်ဝါယောဆိုတာကထောက်ပံ့ထားတယ်တဲ့လှုပ်လို့ရှားလို့ရနေအောင်ထောက်ပံ့ပေးထားတယ်တကယ်ကြည့်လိုက်တော့ဓာတ်ကြီး၄ပါးပဲသူမှစုစည်းထားတာနော်မှန်ပါပါဗျာအေးလူခန္ဓာကိုယ်လည်းပဲဒီတိုင်းပဲမုံတုံးကလေးတတုံးကိုပဲကြည့်မုံတုံးကလေးတတုံးဟာအတုံးလေးဖြစ်နေတာထိုအတုံးလေးပေါ်မှာဘာတွေရှိတုံးထိုအတုံးလေးဖြစ်နေအောင်ဘယ်သူကစုထားတုံးဆိုအာဘောကစုထားတယ်ထိုအတုံးလေးဟာမားလာအောင်ဘယ်သူကလှုပ်ပေးနေတုံးဆိုတေဇောကလှုပ်ပေးတယ်ဟောတဖြည်းဖြည်းမားလာထိုမားလာတဲ့ဒီလိုမာပြီးတော့ဘေးပတ်ဝန်းကျင်နဲ့မဆက်ဆံအောင်တွန်းပြီးတော့ပေးထားတာကဘယ်သူကပေးတုံးဆိုဝါယောကပေးထားတယ်အဓိကကရုပ်ထဲမှာအဓိကကဟောဒီမဟာဘုတ်၄ပါးပဲတဲ့မှန်ပါပါဒါကြောင့်မို့ရုပ်အကြောင်းကိုလေ့လာမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကရုပ်ဆိုတာဘယ်ဟာတွေတုံးလို့မေးတော့မဟာဘူတဆိုတဲ့မဟာဘုတ်၄ပါးတနည်းအားဖြင့်ခေါ်ရင်ဓာတ်ကြီး၄ပါးမှန်ပါပါဒုဓာတ်ကြီး၄ပါးပေါ်မှာမှီပြီးတော့တီးနေတဲ့ရုပ်ဥပါဒာရုပ်လို့ခေါ်တယ်မှန်ပါပါမဟာဘူတသို့မဟုတ်ဓာတ်ကြီး၄ပါးပါဠိလိုမဟာဘူတမဟာဘုတ်ဓာတ်ကြီး၄ပါးဓာတုအဲ့ဒီမဟာဘူတဆိုတဲ့မဟာဘုတ်၄ပါးထိုမဟာဘုတ်၄ပါးကိုမှီပြီးတော့ထိုမဟာဘုတ်၄ပါးပေါ်မှာယက်တည်နေရတဲ့ယုတ်တွေကဥပါဒါယုတ်လို့ခေါ်တယ်မဟာဘုတ်၄ပါးကိုမှီပြီးတော့နေတဲ့ယုတ်တွေကဥပါဒါယုတ်တဲ့မှန်ပါပါဗျာအဲ့တော့ပထမဆုံးအားဖြင့်အချင်းကိုဒီလိုနှစ်ခုမှတ်ရမယ်မဟာဘုတ်၄ပါးရဲ့ဥပါဒါယုတ်က24ပါးရဲ့အလုံးပေါင်းလိုက်လို့ရှိရင်ယုတ်28ပါးလို့ခေါ်တာကဲအဲ့ဒီယုတ်28ပါးကိုတစ်ခုစီတစ်ခုစီဆင်ញင်စဉ်းစားပြီးတော့ကြည့်
မဟာဘုတ်၄ပါးဆိုတာအလုံးသိကြတဲ့အတိုင်းပထဝီအာဘောတေဇောဝါယောဒါကပါဠိလိုပြောတဲ့အမည်ပညာတွေပါဠိလိုပြောတဲ့ဟာလေမြေရေလေမီးဓာတ်ကြီးလေးပြဟုတ်လားပထဝီဆိုတာမြေအာဘောဆိုတာရေတေဇောဆိုတာမီးဝါယောဆိုတာလေမြေရေလေမီးဓာတ်ကြီးလေးပြဓာတ်ကြီးလေးပါးရဲ့နာမည်နဲ့ဒါတွေကိုနာမည်ပေးထားတာသို့တော့တစ်ခုရှိရင်ကျန်တဲ့၃ခုရှိတယ်အမြဲတမ်းသူတို့ကအမြဲတွဲနေတာမှန်ပါဗျာအမြဲတွဲနေတာအမြဲတွဲနေပေမဲ့လို့ quantity ချင်းအတိုင်းအတာပမာဏချင်းတော့မတူဘူးတဲ့ quality နဲ့ quantity မတူဘူးဟုတ်ကဲ့လားမှန်ပါဗျာဒီ၄ခုသည်ခွဲလို့မရအောင်စုတွဲပြီးတော့နေတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တက်ရှိတတ္တဝါရဲ့တဏ္ဍာမှာပဲဖြစ်ဖြစ်တက်မဲ့အရာဝတ္ထုတွေမှာပဲဖြစ်ဖြစ်ဟောဒီ၄ခုဟာခွဲမရအောင်စုပြီးတော့တည်နေတယ်ဘယ်လိုမှခွဲခြားလို့မရဘူးရေထဲမှာလည်းဟောဒီ၄ခုရှိတာပဲမီးထဲမှာလည်းဟောဒီ၄ခုရှိတယ်လို့အခြေခံအပြင်ပြောရင်ဒီ၄ခုကဘယ်နေရာမှခွဲပြီးတော့မနေဘူးတဲ့မှန်ပါပါခုနကပန်းပွင့်ကလေးကိုကြည့်ပန်းပွင့်ကလေးမှာပုံတရံအမာခံအနေနဲ့ကတည်ရှိနေတာအဲ့ဒါကပထဝီမှန်ပါပါမြေလို့ဆိုတော့တင်စားပြီးတော့ခေါ်တဲ့အရာနော်မှန်ပါပါလောကမှာမြေကြီးပေါ်မှာတစ်ပင်တွေတောတောင်တွေအိမ်တွေအရာဝတ္ထုတွေတီးနေတာမဟုတ်လားမှန်ပါပါဗျာမြေကြီးမရှိရင်ရက်တည်လို့ရရလားမရပါဘူးဗျာအလုံးဟာမြေကြီးပေါ်မှာတီးနေကြတာမှန်ပါပါဗျာထို့တူလည်းရုပ်အလုံးဟာပထဝီပေါ်မှာတီးနေတယ်ဒါကြောင့်မို့မြေလို့ပြောတာနော်မှန်ပါပါဗျာရုပ်အလုံးဟာဒီမြေကြီးပေါ်မှာပထဝီဆိုတဲ့ဒီဓာတ်ပေါ်မှာတည်ပြီးတော့နေကြတယ်မြေဓာတ်ပေါ်မှာတည်နေကြတယ်မှန်ပါပါဒီမြေကြီးကိုပထဝီခေါ်တာမဟုတ်ဘူးဒီသူသဘောကတော့တရားဆိုတဲ့သဘာဝတရားလို့အဓိပ္ပာယ်ပြောမှာနော်မှန်ပါပါဗျာအဲ့တော့ကြည့်ပန်းပွင့်လေးမှာဘာတွေတီးနေတုန်းကြည့်လိုက်တော့ဟောလို့စုစုစည်းစည်းသဏ္ဍာန်လေးပေါ်နေတာကဒါပထဝီပဲအဲ့ဒီလိုသဏ္ဍာန်လေးပေါ်နေအောင်ဘယ်သူကအကူအညီပေးပြီးစုစည်းထားတာတုံးဆိုအာဘောကစုစည်းပေးထားတာရေဓာတ်ကစုစည်းထားတာရေဓာတ်မရှိဘူးဆိုရင်တစ်ခုနဲ့တစ်ခုဖျို့ဖျဲကွဲထွက်သွားမှာပဲမုံမုံကလေးတွေဟာရေခမ်းချောက်သွားရင်အမှုန့်ကလေးတွေပြန်ဖြစ်သွားတယ်မှန်ပါပါဗျာရေကနေဆွဲပြီးစုပေးထားတဲ့အခါကျတော့အလုံးခဲလေးဖြစ်နေတယ်ဟောပထဝီဆိုတဲ့အမာခံကိုအာဘောကနေပြီးတော့ထောက်ပံ့ပြီးစုစည်းပေးထားတယ်အဲ့ဒီစုစည်းထားတဲ့အရာလေးဟာပူမှုအေးမှုလေးတွေကနေရင့်ကျက်အောင်လုပ်ပေးနေတယ်ဟောမာသွားတယ်ပျော့သွားတယ်သူကဖန်တီးနေတာတေဇောကနေဖန်တီးပေးနေတာအဲ့ဒီမာသွားတယ်ပျော့သွားတဲ့သဘောလေးဟာသူကသူတီးတီးတန်းတန်းလေးဖြစ်နေအောင်လှုပ်လို့ရှားလို့ဖြစ်နေအောင်စုစည်းပြီးတော့ဒီလိုစုစုစည်းစည်းလေးဖြစ်နေအောင်ဒီအာဘောကစုစည်းထားတာကိုပြန်ပြီးပြိုလဲမသွားအောင်ဘယ်သူကထောက်ထားတော့ဆိုဝါယောကနေထောက်ထားတယ်သူစုစည်းထားတာပြိုးကျမသွားဘူးဘယ်သူကတော့ဝါယောကနေထောက်ပေးထားတာထောက်ပေးထားလို့ဟောလို့ပန်းပွင့်လေးအလုံးခဲလေးဖြစ်နေတာနော်မှန်ပါဗျာတကယ်ဆိုလို့ရှိရင်ဟောဒီပန်းပွင့်သဏ္ဍာန်လေးဖြစ်နေတာဟာဒီဓာတ်ကြီးလေးပါးဟာဆိုင်ရာသူ့ရဲ့သဘာဝတရားတွေနဲ့စုပေးထားလို့ဒီပုံစံလေးဖြစ်နေတာမှန်ပါဗျာအဲ့ဒီပုံမှာဓာတ်ကြီးလေးပါးကအခြေခံရုပ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီအခြေခံရုပ်ပုံမှာမြင်ရတာဘာလို့ဆိုလို့ရှိရင်မျက်စိကမြင်လို့ရတဲ့အဆင်းဆိုတာရှိတယ်ဒါကြောင့်မို့ပန်းပွင့်ကိုလူတွေကြည့်လို့ရတယ်ပေါ့မှန်ပါဗျာဒီဓာတ်ကြီးလေးပါးကိုမြင်ရတာမဟုတ်ဘူးအဲ့ဒီဓာတ်ကြီးလေးပါးပေါ်မှာမှီးနေတဲ့အဆင်းဆိုတဲ့ရုပ်တစ်မျိုးကပ်ပြီးတော့နေတယ်ဒီဓာတ်ကြီးလေးပါးရဲ့ပုံပန်းတန်တန်ကိုမြင်နေရတယ်မျက်စိနဲ့ရယူလို့ရတယ်ပုံတရံနဲ့ဒီအဆင်းရောင်ကိုမျက်စိနဲ့ကြည့်လို့ရတယ်အဲ့ဒီမျက်စိနဲ့ကြည့်လို့ရတာလေးကခုနဓာတ်ကြီးလေးပါးမဟုတ်ဘူးမှန်ပါပါဗျာဓာတ်ကြီးလေးပါးပေါ်မှာမှီးနေတဲ့သဘာဝတရားတစ်ခုတဲ့ဘာသဘာဝတုံးဆိုမြင်လို့ရတဲ့သဘာဝပေါ့အတန်ကြတော့မြင်လို့ရရလားမရပါဘူးဟေးအတန်နဲ့ကွဲပြားခြားနာတယ်
မျက်စိနဲ့မြင်လို့ရတယ်ဆိုတာသဘာဝတစ်ခုမျက်စိနဲ့ကြည့်လို့ရတယ်ဆိုတာသဘာဝတစ်ခုအရာခတ်သိမ်းကိုမျက်စိနဲ့ကြည့်လို့ရရဲ့လားမရပါဘူးဒါကြောင့်မလို့မျက်စိနဲ့မြင်ရတယ်ဆိုတာခုနကပထဝီအာဘောတေဇောဝါယောတို့ကိုမြင်ရတာမဟုတ်ဘူးမျက်စိကမြင်ရတာအစင်းအာယုံကိုမြင်တာဟုတ်ကဲ့လားအဲ့ဒါကရူပလို့ခေါ်တယ်သူကရုပ်တစ်မျိုးဒီရုပ်ကလေးကဘယ်ပေါ်မှာမီးနေတော့ဆိုခုနကဓာတ်ကြီး၄ပါးစုထားတဲ့အစုပေါ်မှာသူကတီးနေတာမှန်ပါပါဓာတ်ကြီး၄ပါးဖယ်လိုက်ရင်သူရပ်တည်လို့မရတော့ဘူးကဲနောက်တစ်ခုအဲ့ဒီအစုဝေးပေါ်မှာနောက်တစ်ခုတွေ့နိုင်တာဘာတော့ဆိုလို့ရှိရင်အနံ့နဲ့ဘယ်ရာပဲဖြစ်ဖြစ်သူ့ဆိုင်ရာအနံ့ကလေးတွေရှိတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာပန်းမှာလည်းပန်းရဲ့အနံ့ကလေးရှိတယ်အဲ့ဒီအနံ့လေးကရောဓာတ်ကြီး၄ပါးဟုတ်ကဲ့လားဟုတ်ပါဗျာဘာဖြစ်လို့တော့ဆိုရင်နှာခေါင်းနဲ့နမ်းရှုလို့ရတဲ့အရာဖြစ်တယ်ဓာတ်ကြီး၄ပါးကနှာခေါင်းနဲ့နမ်းရှုလို့မရဘူးမှန်ပါပါဒါကြောင့်မို့လို့အနံ့ဆိုတာရုပ်တစ်မျိုးဒါကမဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်တဲ့ဥပါဒယုတ်အခု2မျိုးရသွားပြီနော်မှန်ပါပါဗျာနောက်တစ်ခုကြည့်လိုက်အောင်မယ်ဘာတွေ့နေတော့ဆိုရင်ရတ္တအရသာရှာနဲ့ရက်ကြည့်လို့ရှိရင်အရသာတစ်မျိုးတွေ့လိမ့်မယ်မှန်ပါပါဗျာအဲ့ဒီရတ္တဆိုတာပထဝီအာဘောတေဇောဝါယောကိုခေါ်တာမဟုတ်ဘူးအဲ့ဒီပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးပေါ်မှာတည်ပြီးတော့လျှာနဲ့ခံယူလို့ရတဲ့ဒီလျှာအသိစိတ်နဲ့ဇီဝဝိညာဉ်လို့ခေါ်တဲ့လျှာအသိစိတ်နဲ့သာသိနိုင်တဲ့အရာမျိုးဖြစ်သောကြောင့်သူကလည်းရုပ်တစ်ခုပဲမှန်ပါပါဗျာနောက်တစ်ခုကတော့မြင်လို့မရဘူးအရာခတ်သိမ်းမှာအကျိုးတစ်ခုကိုထုတ်လုပ်နိုင်တဲ့စွမ်းဆောင်ချက်တတ္တိကလေးတွေရှိတယ်ပန်းပွင့်ထဲမှာလည်းတတ္တိလေးတွေရှိတယ်ထင်ရှားတာနဲ့မထင်ရှားတာဒါပဲกว่าနော်မှန်ပါပါဗိဓာယုတ်တွေမှာစွမ်းရည်တတ္တိလေးတွေရှိတယ်အဲ့ဒီစွမ်းရည်တတ္တိလေးတွေကိုဩဇာလို့ခေါ်တယ် nutritive action အနှစ်သာရကြည့်လေလူတွေအဲ့ဒါစားပြီးတော့အသက်ရှင်နေကြတာပဲမှန်ပါပါဗျာကစွန်ရွယ်စားပြီးတော့အသက်ရှင်ရတယ်ဆန်စားပြီးတော့အသက်ရှင်ရတယ်ဂျုံစားပြီးတော့အသက်ရှင်ရတယ်အဂျုံထဲမှာပါတဲ့ဩဇာဓာတ်ဟင်းသီးရွက်တွေမှာပါနေတဲ့ဩဇာဓာတ်မှန်ပါပါဗိုက်တာမင်လို့ခေါ်ပါခေါ်ဩဇာပါဠိလိုကဩဇာအဲ့ဒီဩဇာဆိုတာလဲနေရာတကာရှိတယ်ရုပ်ထဲမှာရှိတယ်ဆိုတော့ဓာတ်ကြီး၄ပါးကိုမှီတည်ပြီးတော့နေတာအခုရုပ်လေးခုရသွားပြီမဟုတ်လားမှန်ပါပါဗျာမျက်စိနဲ့မြင်ရတဲ့အဆင်းနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့လျှာနဲ့သရက်ပြီးသိရတဲ့အရာသာအစီဩဇာဩဇာဆိုဒီမှာတစ်စုံတစ်ခုကိုဖြစ်ပွားစေနိုင်တယ်ကြည့်လေဟင်းရွက်ကလေးတွေတချို့ဟင်းရွက်ကိုသွားမစားနဲ့ဝမ်းသွားတယ်မှန်ပါပါသူ့ရဲ့စွမ်းရည်တတ္တိပဲသူက effect ဖြစ်တယ်ဟုတ်ကဲ့မှန်ပါပါဆူလာနဖာတောက်ရင်ဘာဖြစ်တယ်ညဆူလာနဖာတို့နော်ဆူလာနဖာတောက်ပြီးတော့လူတွေအမျိုးမျိုးဖြစ်ကြတာလေရှိတယ်မဟုတ်လားသိရပါတယ်အခုတခါဘီဇက်ဆိုတာလာပြန်အဲ့တော့ဒီအရက်တွေမှာသူကသူတတ္တိလေးတွေရှိတယ်ဆိုတာသိကြတယ်လေမှန်ပါပါအစိတ်မှာလည်းအစိတ်ရဲ့တတ္တိရှိတယ်အဲ့ဒီတတ္တိကတစ်ခုခုအကျိုးတစ်ခုကိုထုတ်လုပ်တာဒါကိုဩဇာလို့ပြောတာမှန်ပါပါအကျိုးတစ်ခုကိုထုတ်လုပ်နိုင်တယ်လူရဲ့အသက်ကိုထိန်းထားတာလည်းဖြစ်နိုင်တယ်ဒီဟာကလူကိုအကျိုးပြုတာလည်းဖြစ်နိုင်တယ်အပြစ်အနာစာယောဂါကိုဖြစ်စေတတ်တာလည်းဖြစ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ဒီဩဇာဆိုတဲ့ဓာတ်ဟာလူကိုလည်းအကျိုးပြုတယ်လူကိုလည်းအကျိုးမပြုတာလည်းရှိတယ်ပေါ့မှန်ပါပါဗျ။ effect တစ်ခုအကျိုးတစ်ခုကိုထုတ်လုပ်တာမှန်သမျှဒါဩဇာလို့ဥဒေယနန္တရံဥဒေယနန္တရံဝိပကံစနေတိတိဩဇာသူဖြစ်ပေါ်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင် तू ကအကျိုးတစ်ခုကိုဖြစ်စီတယ်ဒါကြောင့်မို့လို့ဩဇာလို့ခေါ်တာမှန်ပါပါဗျ။အေးပေါင်းလိုက်တော့ကြည့်ဓာတ်ကြီး၄ပါးရဲ့ဓာတ်ကြီး၄ပါးကိုမှီတွဲနေတဲ့အခုပြောတဲ့ရုပ်၈ခုရဲ့ဒီ၈ခုဟာဘယ်တော့မှရုပ်၄ခုရဲ့ဒီ၈ခုဟာဘယ်တော့မှခွဲလို့မရဘူးတဲ့ခွဲလိုက်ရင်ရုပ်ကိုမဟုတ်တော့ဘူးမှန်ပါပါတခုစီခွဲထားလိုက်လို့ရှိရင်ရုပ်လို့မခေါ်နိုင်တော့ဘူးပြိုကွဲသွားပြီ
သဘာဝပျောက်သွားပြီဟုတ်ကဲ့လားမှန်ပါပါဗျာခုခေတ်သိပ္ပံဆရာတွေပြောတော့မော်လားရေကို H2O လို့သင်္ကေတနဲ့ပြောတယ် H2 hydrogen ကနှစ်စ 2 atoms of hydrogen hydrogen atom နှစ်ခု atom နှစ်ခုနဲ့oxygen atom တစ်ခုသုံးခုပေါင်းထားတာကို water ရေလို့ဒီလိုခေါ်တာမဟုတ်လားမှန်ပါပါဗျာတဘာဝတွေကိုပေါင်းစပ်ထားတာကိုပြောတာအဲ့ဒါလိုပဲဗုဒ္ဓအဘိဓမ္မာကြတဲ့အခါကျတော့ရေဟာရုပ်ရှိခုအပေါင်းအတန်နှစ်ခုသုံးခုတည်းမကဘူးရှစ်ခုပေါင်းထားတယ်မှန်ပါပါဒါမှမဟုတ်ဗုဒ္ဓအဘိဓမ္မာတရားကပိုးပြီးတော့နက်နဲတယ်လို့ဒီလိုပြောတာဘုန်းကြီးတို့ဒီနေ့တော့ဘုန်းကြီးတို့စီစာလာသင်နေတဲ့ပြင်သစ်တက္ကကြီးတယောက်ရောဘတ်လို့ခေါ်တယ်သူကဘာသာပြန်ထားတာလေးတစ်ခုကိုပြောတာအဘိဓမ္မာကို psychology in philosophy လို့ပြန်ထားတာကိုကြည့်ပြီးသူကဘာပြောတာတော့ဆိုဒီ psychology တို့ philosophy တို့ဆိုတာဟာအပေါ်ယံလေးပဲတဲ့ဗုဒ္ဓအဘိဓမ္မာကအဲ့ဒီတည်းနဲ့နဲတယ်ဟောသူကပြောတာနော် psychology တို့ဒီ philosophy လို့မပြန်တိုက်ဘူးတဲ့ psychology ဆိုတာဘာမှတကယ်လေးနဲ့တာမဟုတ်ဘူးတဲ့ philosophy ကလည်းတလောက်မလေးနဲ့ဘူးတဲ့ဗုဒ္ဓအဘိဓမ္မာကအဲ့ဒီတည်းနဲ့နဲတယ်တဲ့ဒါတဏိကမှာလည်းဘုန်းကြီးစီလာသွားတဲ့ Robert ဆိုတဲ့ပြင်သစ်လူမျိုးကပြောသွားတဲ့စကားတည်းမှန်ပါပါဗျာဒီအဲ့ဒီမှာဘုရားဗိဓမာကသူတို့မတွေ့သေးတာတွေကိုမြတ်စွာဘုရားကနှစ်ပေါင်း2500ကျော်ကလေးကဟောဒီယုတ်တရားတွေကိုအသေးစိတ်ဟောနေပြီနော်မှန်ပါပါဗျာဒီအသေးဆုံးယုတ်ကလေးမြုံမုံကလေးပဲဖြစ်ဆိုပါစို့နေ့စဉ်စားတဲ့ထဲမှာပါတဲ့ပဲစီကလေးပဲကြည့်ပဲစီလေးတော့မဟုတ်ထမင်းစီကလေးထမင်းလုံးကလေးကိုကြည့်အောင်အဲ့ဒီထမင်းလုံးလေးဟာဒီလိုတရံလေးဖြစ်နေတာကဒီအာဘောကနေစုစည်းထားတာမှန်ပါပါဗျာအဲ့ဒီအာဘောကစုစည်းတာဘု து ပေါ်မှာတည်ပြီးစုစည်းရတာတော့ဆိုပထဝီပေါ်မှာတည်ပြီးတော့စုစည်းတာဟုတ်ကဲ့လားမှန်ပါပါအားလုံးတည်နေတာကတော့ပထဝီပဲအဲ့ဒီမြေဓာတ်ပေါ်မှာအာဘောကနေစုစည်းထားလို့ဆံအလုံးကလေးဒီထမင်းလုံးလေးဖြစ်နေတာထမင်းလုံးလေးဖြစ်နေဒီထဲမှာဒီထမင်းလုံးလေးဟာကြည့်အပူအေးရှိနေသည့်အတွက်ကြောင့်မားလာမှာဖြည်းဖြည်းခြောက်သွားမယ်ဒါတေဇောရဲ့ဆွမ်းဆောင်ချက်ပဲမှန်ပါပါအာဘောကစုစည်းထားတဲ့ထမင်းစီလေးပထဝီပေါ်မှာတည်ပြီးစုစည်းထားတဲ့ဟာလေးဟာတေဇောကြောင့်မို့လို့မားလာတယ်ခြောက်သွားတယ်ဟောဒီလိုဖြစ်တယ်နောက်ဝါယောကနေပြီးတော့ဒီစုစည်းမှုလေးထမင်းလုံးလေးကိုပုံတရံမပြတ်အောင်ဝါယောကနေပြီးတွန်းပေးထားတွန်းကန်ပေးထားတော့ဒီပုံတရံလေးကဒီတိုင်းလေးဖြစ်နေတယ်ကြည့်ထမင်းစီလေးမှာလည်းဟောဒီဓာတ်ကြီးလေးပါရှိတယ်မှန်ပါပါဗျာကဲပြီးတော့အဲ့ဒီထမင်းစီလေးမှာအယောင်တို့တရံတို့မရှိဘူးလားအဲ့ဒီအယောင်နဲ့တရံကမျက်စိနဲ့မြင်ရတာဖြစ်သောကြောင့်ရုပ်တစ်ခုတခါအနတ်မရှိဘူးလားရှိပါရဲ့အဲ့ဒီအနတ်လေးကရုပ်တစ်ခုအရသာရောမရှိဘူးလားရှိပါရဲ့အဲ့ဒီအရသာလေးကရုပ်တစ်ခုထိုထမင်းစီလေးကိုစားခြင်းဖြင့်လူရဲ့တဏ္ဍမှာတစုံတစ်ခုအကျိုးကိုဖြစ်စေတာရောမရှိဘူးလားရှိပါရဲ့အဲ့ဒါလေးကရုပ်တစ်ခုတဲ့ဟောပေါင်းလိုက်တော့ရုပ်ရှိခုဖြစ်သွားတယ်ထမင်းစီလေးတစ်စီးထဲမှာပဲเนาะထမင်းစားရင်ဆင်ကျင်ပြီးတော့ကြည့်ပေါ့ဩဒါလေးကကြည့်တုံးခဲလေးရတာပထဝီလေးပဲထိုပထဝီလေးကအာဘောလေးကြောင့်ဒီလိုစုစည်းနေတာတေဇောကြောင့်တဖြည်းဖြည်းမားမာလာပြီးတောင့်သွားတာဟောဒီထက်ကဝါရောကြောင့်ပြိုကွဲပြီးတော့တလုံးဒီတချမ်းစီဖြစ်မသွားဘဲနဲ့ဝါရောကြောင့်ဒီလိုပုံတရံလေးဟာခိုင်မြဲနေတာဟောဒီပေါ်မှာအဆင်းရောင်လေးလည်းရှိတယ်အနံ့လေးလည်းရှိတယ်အရသာလေးလည်းရှိတယ်ဒီဟာလေးကလူရဲ့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့သဘာဝတတ်ကလေးလည်းရှိတယ်လို့ဟောစဉ်းစားကြည့်လို့ရှိရင်အထက်ကလရုပ်၈ခုမတွေ့ပေဘူးလားတွေ့နေပါပြီဗျာအထဆိုတာရှစ်ကလာပဆိုတာအစုဘုရားဗိဓမာယရုပ်ဒီတစ်ခုတည်းမှမနေဘူးရုပ်ဟာအမြဲတမ်းအစုလိုက်နေတယ်တစ်ခုတည်းမှနေလို့မရဘူးအလုံးဟာဓာတ်ကြီး၄ပါးပေါ်မှာမှီတည်ပြီးတော့အခုလိုဖြစ်နေကြတာဓာတ်ကြီး၄ပါးကလည်းစုစည်းထားတာအဓိကအမာခံကပထဝီစုစည်းပေးထားတာကအမာခံဖြစ်လာအောင်စုစည်းပေးတာကအာဘောနော်မှန်ပါပါဗျာစုစည်းပေးထားတာကအာဘော၆တွေ့စေတယ်ရင့်ကျက်လာစေတယ်ဆိုတာကတေဇော
ထိုစုစည်းမှုပြိုကွဲမသွားအောင်ထိမ့်ပေးထားတာကဝါယောပါဝါယောမျက်စိနဲ့မြင်ရတာလေးကရူပါအစင်နားနဲ့နှာခေါင်းနဲ့အနံ့ရတာလေးကအနံ့လျှာနဲ့အရသာခံလို့ရတာကအရသာအကျိုးပြုတာကဩဇာဟောရုပ်ရှိခုဟောဒီရုပ်ရှိခုဟာအဝိနိဗ္ဗောကရုပ်ရှိခုအဝိနိဗ္ဗောကဆိုတာခွဲလို့မရဘူးတစ်ခုနဲ့တစ်ခုခွဲလိုက်လို့ရှင်ရုပ်မဖြစ်တော့ဘူးခုန H2O ကိုခွဲလိုက်လို့ရှင်ရေဆိုတာမရှိတော့ဘူးတို့တူပဲဟောဒီရှိခုဟာ inseparable ခွဲခြားလို့မရတဲ့ရုပ်ရှိမျိုးလို့ဒီလိုပြောတာမှန်ပါပါခရုလိုက်နေတာလူရဲ့ခန္ဓာကိုယ်မှာလည်းပဲဒီတိုင်းပဲရှာပြီးတော့ကြည့်လူရဲ့ခန္ဓာကိုယ်ထဲမှာကြည့်ခေါင်းဆိုတာပုံပန်းတဏ္ဍာကြီးဒီလိုဖြစ်နေတယ်လက်ကလည်းရှည်ရှည်ပုံပန်းတဏ္ဍာကြီးဖြစ်နေတယ်ခြေထောက်ကလည်းပေါင်ကနေပြီးတော့ခြေထောက်ပုံပန်းတဏ္ဍာဖြစ်နေအဲ့ဒီလိုပုံပန်းတဏ္ဍာတွေကဖြစ်နေတာဒီအမာခံကပထဝီပဲမှန်ပါပါဒီလိုပုံပန်းတဏ္ဍာကြီးပေါ်နေအောင်ဘယ်သူကစုပေးထားတာတော့ဆိုအာဘောကစုပေးထားတာဒီပုံပန်းတဏ္ဍာကြီးဟာတဖြည်းဖြည်းဒီလိုအမာခံကြီးဖြစ်သွားအောင်ဘယ်သူကလှုပ်ပေးနေတာတော့ဆိုတေဇောကလှုပ်လာတာတဖြည်းဖြည်းရင့်ကျက်နေတယ်ပုံပန်းတဏ္ဍာကြီးပြိုကွဲမသွားအောင်ဘယ်သူကထိမ့်ပေးနေတာတော့ဝါယောကထိမ့်ပေးနေတာတဲ့နောက်အဲ့ဒီပေါ်မှာအစင်တရံဆိုတာရှိတယ်အနံ့ဆိုတာရှိတယ်အရသာဆိုတာရှိတယ်အကျိုးပြုတာဆိုတာရှိတယ်ဟောကြည့်လိုက်မယ်ဆိုရင်လူခန္ဓာကိုယ်မှာလည်းပဲဒီရုပ်ရှိခုကိုတွေ့နိုင်တယ်မှန်ပါပါဒီတဲ့ပို့ပြီးတော့ရှာလို့ရှိရင်ဒီတဲ့ပို့ပြီးတော့တွေ့အောင်မယ်အဲ့ဒီရုပ်ရှိခုဟာဘာကြောင့်နေဖြစ်နိုင်တုံးလို့ဆိုတော့အကြောင်းရှာကြည့်လိုက်လို့ရှိရင်တချို့ရှိခုကကမ်းကြောင့်ဖြစ်တာပထဝီအာဘောတေဇောဝါယောရူပဂန္ဓရတ္တဩဇာပါဠိလိုပြောလို့ရှိရင်နော်မှန်ပါပါဗျာပါဠိလိုပြောတဲ့အခါကျတော့ပထဝီအာဘောတေဇောဝါယောမြန်မာလိုပြောမယ်ဆိုရင်မြေရေလေမိဟုတ်လားအစင်အနံအရသာဩဇာဟောတချို့ကကြတော့မြန်မာပြန်ရတာရှည်တော့အဲ့တော့ပါဠိလိုပဲသုံးလိုက်ကြတာပေါ့နော်မှန်ပါပါကိုရှာလို့တွေ့ပြီပဲစကားလုံးကအဓိကမဟုတ်ဘူးစကားလုံးဆိုတာထွင်ပြီးတော့သုံးသွားတာကိုနဲ့နားလည်သွားလို့ရှိရင်စကားလုံးဟာစကားလုံးပဲလေမှန်ပါပါလူတော်မှနာမည်တွေအခုအရှိကြီးမဲ့ကြတာမဟုတ်လားမလေးဆုံးအောင်တော့မခေါ်နိုင်ဘူးတချို့နာမည်တွေနာမည်တွေတောင်အရှိကြီးမဲ့သေးတာပဲဒီအလုံးလေးသုံးလေးလုံးတော့မှတ်လို့ရတာပေါ့နော်အဲ့တော့ဒီရှစ်ခုဟာအကြောင်းမရှိဘဲနဲ့တော့သူတို့မဖြစ်ဘူးအကြောင်းတွေရှိသေးတယ်တဲ့အဲ့ဒါယုတ်တရားရဲ့အကြောင်းဟာ၄မျိုးရှိတယ်ယုတ်ကိုလေ့လာတဲ့အခါမှာဟောဒီအကြောင်းတရားကိုလည်းဆက်ပြီးတော့လေ့လာအကြောင်းတရား၄ခုထဲမှာယုတ်ကိုဖြစ်စေတတ်တဲ့အကြောင်းတရားဟာကံဆိုတာတစ်ခုပါစိတ်ဆိုတာတစ်ခုပါလူရဲ့စိတ်ကလည်းယုတ်ကိုဖြစ်စေတတ်တယ်နောက်တစ်ခုကဥတုဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးတေဇောဓာတ်ကိုပဲခေါ်တယ်မှန်ပါပါဗျာဥတုနဲ့ပြောနေတာဥတုကလည်းမကောင်းဘူးဟဲ့နဲ့ပြောကြတယ်ဘာကိုပြောတာတော့ပူတာအေးတာပဲပြောနေတာမဟုတ်လားမှန်ပါပါပူရင်လည်းဥတုမကောင်းဘူးအေးရင်လည်းဥတုမကောင်းဘူးပြောကြတယ်မပူဘူးမအေးလေးနေမှကောင်းတယ်လို့ပြောတယ်ဟုတ်ကဲ့လားမှန်ပါပါရာသီဥတုမကောင်းဘူးရာသီဥတုမကောင်းဘူးဆိုတာအဲ့ဒါပဲ temperature တေဇောဓာတ်ကိုပြောနေတာအဲ့တော့ဥတုဆိုတာယုတ်နောက်အာဟာရနေ့စဉ်စားသုံးနေတဲ့အာဟာရအဲ့ဒီအာဟာရကြောင့်လည်းယုတ်တွေဖြစ်တယ်တဲ့ဟောဒီယုတ်ရှိမျိုးဟာကံကြောင့်လည်းဖြစ်နိုင်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥတုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်ကံစိတ်ဥတုအာဟာရအဲ့ဒီထဲမှာကံဆိုတာကနန္တရားစိတ်ဆိုတာကနန္တရားကြောင့်ဖြစ်တာဒါတွေကသက်ရှိတ attva တွေမှာကံကြောင့်ဖြစ်နိုင်တယ်စိတ်ကြောင့်ဖြစ်နိုင်တယ်အာဟာရကြောင့်ဖြစ်နိုင်တယ်တက်မဲ့တွေကြတော့ဥတုကြောင့်ပဲဖြစ်တယ်ကြည့်တစ်ပင်တွေကရှင်သန်ပြီးတော့ထွားကြိုင်းနေတာတို့ညှိုးချောက်သွားတာတို့ဥတုကြောင့်ဖြစ်တာနော်မှန်ပါပါ
အဲ့တော့တစ်ပင်လို့ခေါ်တဲ့အရာလဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟောဒီရုပ်ရှိခုဖွဲ့စည်းထားတာပဲပုံပန်းတဏ္ဍာအမျိုးမျိုးဖြစ်နေတယ်ဒီရုပ်ရှိခုဟာအမြင့်ကြတော့ပုံတဏ္ဍာလူတွေကအမြင့်လို့ခေါ်လိုက်တယ်ဟောလုံးလုံးပင်စီကြီးကြတော့လဲလူတွေကပင်စီလို့ခေါ်လိုက်တယ်ပုံတဏ္ဍာကခုနအမြင့်နဲ့မတူပြန်ဘူးတခါအကိုင်းကြတော့လဲတခါပင်စီနဲ့မတူပြန်ဘူးအမြင့်နဲ့မတူပြန်ဘူးလူတွေကအဲ့ဒါကိုနာမည်တစ်မျိုးပေးလိုက်ပြန်တယ်တခါအရွက်ကလေးတွေကြတော့လဲခုနကပင်စီနဲ့မတူပြန်ဘူးလူတွေကနာမည်တစ်မျိုးပေးလိုက်တယ်အရွက်လို့ဟုတ်လားအပွင့်ကြတော့လဲအရွက်နဲ့မတူပြန်ဘူးမတူပြန်သည့်အတွက်ကြောင့်လူတွေကနာမည်တစ်မျိုးပေးလိုက်တယ်အပွင့်လို့တခါအပွင့်ကဖြစ်ပေါ်လာတဲ့ဟာကြတော့အသီးဆိုပြီးတော့နာမည်တစ်မျိုးပေးလိုက်တယ်ဟောတစ်ပင်တစ်ပင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည်အမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အရွက်ရှိတယ်အပွင့်ရှိတယ်အသီးရှိတယ်ဟောတစ်ပင်မှာအဲ့ဒါတွေအားလုံးဟာလိုက်ကြည့်မယ်ဆိုရင်ဟောဒီရုပ်ရှိခုနဲ့ဖွဲ့စည်းထားတာတွေကြီးပဲတဏ္ဍာအမျိုးမျိုးပေါ်နေတယ်မှန်ပါပါတဏ္ဍာအမျိုးမျိုးနဲ့ပေါ်နေတာအဲ့ဒီလိုတဏ္ဍာအမျိုးမျိုးပေါ်နေအောင်ဘယ်သူတွေကဖန်တီးနေတာတုံးလို့ဆိုလို့ရှိရင်အခုပြောတဲ့ဓာတ်ကြီး၄ပါးကဖန်တီးနေတာတဲ့ဒါကြောင့်မို့ဓာတ်ကြီး၄ပါးကိုမဟာဘူတအင်္ဂလိပ်လိုပြန်လို့ရှိရင် great appearance ပုံပန်းတဏ္ဍာအကြီးကြီးတွေပေါ်လွင်လာတယ်နောက်တစ်ခုကမဟာအဘူတအံ့ဩစရာတဏ္ဍာတွေအမျိုးမျိုးပြတယ်လို့ဒီလိုအဓိပ္ပာယ်ရမှန်ပါပါကြည့်လေတောင်ကြီးတွေတို့ဆိုလည်းပဲဒါပဲလေဓာတ်ကြီး၄ပါးပဲတောင်ကြီးတွေတို့တစ်ပင်ကြီးတွေတို့အမတန်ကြီးကျယ်တာကြီးတွေအကုန်လုံးဟာဟောဒီမဟာဘူတအကြီးကျယ်နေတာမဟာဘူတဘောမှာခုနကအစင်းတို့ဘာတို့ဒီရုပ်တွေကဥပါဒာရုပ်တွေကကပ်ပြီးနေကြတာမှန်ပါပါကြီးတာကမဟာဘူတကကြီးတာလို့ခေါ်တာဒီမဟာဘူတဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ခေါ်တာမဟာဆိုတာအလွန်ကြီးကျယ်ပြီးတော့ဘူတဆိုတာပေါ်လွင်ထင်ရှားနေတဲ့အရာတွေလို့ဒီလိုပြောတာနော်မှန်ပါပါဗျာတောင်ကြီးတွေရဲ့တရံအမတန်ကြီးကြတယ်မြေပြင်ကြီးရေပြင်ကြီးတခါတည်းမိဘုံကြီးဆိုအမတန်ကြီးကျယ်တဲ့ပုံပန်းတရံတွေအနေနဲ့ပေါ်လာတာဒါကြောင့်မို့လို့မဟာဘူတ great appearance ပေါ့အဲ့ဒါကိုပဲဓာတု element လို့လည်းခေါ်သေးတယ်ဘာဖြစ်လို့လဲဆိုဓာတုဆိုတာရဲ့သဘာဝတရားကတတ္တဝါမဟုတ်ဘူးတဲ့သူ့သဘောသူဆောင်းနေတဲ့အရာတဲ့ဟောဓာတုဆိုတဲ့စကားလုံးကတတ္တဝါကို reject လုပ်ထားတာတတ္တဝါဆိုတာမဟုတ်ဘူးတဲ့ဇီဝလို့သူတို့ပြောထားတဲ့ဟာမဟုတ်ဘူးတဲ့တတ္တလည်းမဟုတ်ဘူးဇီဝလည်းမဟုတ်ဘူးသူ့သဘောသူဆောင်းနေတဲ့သဘာဝတရားတက်တက်မျှတာလို့ပြောတာနော်မှန်ပါပါဗျာသဘာဝတရားတက်တက်မျှတာမြတ်စွာဘုရားကနေတ္တနေဇီဝထေနဓာတုနေတ္တတတ္တဝါလို့ခေါ်စရာမဟုတ်ဘူးတဲ့တတ္တဝါမဟုတ်ဘူးတဲ့ဒါနေဇီဝဇီဝဆိုတဲ့ခေါ်စရာမဟုတ်ဘူးတဲ့ဒါဇီဝတို့တတ္တတို့ဆိုတာကအိန္ဒိယဖီလိုဆိုဖီကစကားလုံးနေတာတွေကအိန္ဒိယဖီလိုဆိုဖီမှာဇီဝတို့တတ္တတို့ဆိုတာသူက permanent entity သာဝရမြဲနေတဲ့အရာတွေလို့ယူဆတယ်မြန်မာပြည်မှာတော့နော်ဒီဗမာတွေမှာလည်းပဲဒီလိုမြဲတယ်ဆိုတဲ့အယူဆကလေးတစ်ခုရှိတာပဲဘာလို့ဆိုရင်လူတွေလို့ရှိရင်လိပ်ပြာကထွက်သွားဟုတ်လားလိပ်ပြာဆိုတာရှိသေးတယ် butterfly ဆိုတဲ့ဟာလိပ်ပြာအဲ့ဒီလိပ်ပြာကနေထွက်ပြီးတော့နောက်ဘဝဝင်စားတယ်လို့ဘာလို့ဒီလိုပြောကြတယ်တကယ်တော့သေပြီးတော့ထွက်သွားတာဆိုတာလည်းတစ်ခုမှမရှိဘူးဝင်စားတယ်ဆိုတာလည်းတစ်ခုမှမရှိဘူးအကြောင်းကြောင့်အကျိုးပေါ်တာပဲရှိတယ်မှန်ပါပါဘုရားဘာသာအယူဆအဘိဓမ္မာတရားတော်အယူဆဆိုလို့ရှိရင်ရှေ့ကတစ်ခုပြီးတစ်ခုပြောင်းနေတာနောက်ကအသစ်ပေါ်နေတာသာရှိတယ်လေမှန်ပါပါဗျာအခုဘုန်းကြီးတွေတရားဟောတဲ့အတန်တွေပဲကြည့်ရှေ့ကအတန်တွေကတစ်ခုပြီးတစ်ခုပြောင်းနေတာနောက်ကအတန်တွေဆက်ပေါ်နေတာလေမှန်ပါပါဗျာအဲ့ဒါလိုပဲဘဝကူးတယ်ဆိုတာဒီတိုင်းပဲဘာမှမထူးဖြစ်စဉ်ကြီးတစ်ခုပဲရှေ့ကတွေပြောင်းနောက်ကပေါ်ရှေ့ကပြောင်းနောက်ကပေါ်ရှေ့ကပြောင်းနောက်ကပေါ်ဟောဒီ process ကြီးနဲ့သွားနေတာဒီလိုသွားနေတာအဲ့တော့ဒီထဲကနေပြီးတော့မြဲပါတယ်ဆိုတာပြောစရာပဲရှိတော့မလို့မှန်ပါပါဗျာကာကြီးခါဝေတောင်းတဲ့ကာကြီးရွတ်ကြည့်လိုက်ပေါ့အတန်နေကာကြီးရွတ်လိုက်တဲ့အခါကခဆိုတဲ့အတန်တွေကိုနားထောင်ကြည့်ကဆိုတဲ့အတန်ပြောက်သွားရင်ခဆိုတဲ့အတန်ပေါ်လာတယ်ခဆိုတဲ့အတန်ပြောက်သွားမှခဆိုတဲ့အတန်ပေါ်လာအဲ့ဒီမှာစဉ်းစားကြည့်ကကနေခဖြစ်သွားတာလားဘ
သို့မဟုတ်ခကနေခါဖြစ်သွားတာလားလို့မေးရင်မဟုတ်ဘူးကပေါ်ပြီးပြောက်သွားပြီခဆိုတာပေါ်လာပြန်တာဟုတ်ကဲ့လားမှန်လားပါဗျာခဆိုတာလဲခကဖြစ်လာတာမဟုတ်ဘူးသူကပေါ်လာတာဟောအဲ့ဒါလိုပဲဒီလူတယောက်ဒီဘဝကသေဆုံးသွားပြီဆိုလို့ရှိရင်အကြောင်းကြောင့်တော့ဘဝမှာတစ်ခုထပ်ပေါ်တာဟိုပြောတာဒီကနေပြီးတော့လက်ပြတို့ဝิญဉ်တို့ကနေပြီးတော့ထွက်သွားပြီးဟိုဝင်စားတာမဟုတ်ဘူးတဲ့နော်မှန်လားပါဗျာသို့တော့ line ကလေးတော့ရှိတာပေါ့ online ဆိုတာ line ကလေးတော့ရှိတယ်သူ line လေးနှုတ်ဆိုလွယ်မမတွေဖြစ်ကုန်မှာပေါ့သူကသူ line နဲ့သူသွားနေတာပဲနော်မှန်လားပါဗျာဖြစ်နေတဲ့ line ချောင်းလေးအတိုင်းပဲသူကသွားနေတာဆိုတော့ဒီဘဝကဘာလုပ်နောက်ဘဝအတွက် responsible ပါသူတာဝန်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ဘာလို့ဒီ line ချောင်းကိုသူကလမ်းကြောင်းကတခုတည်းနဲ့သွားနေတာဟုတ်လားမှန်လားပါဒါကြောင့်မို့လို့ဒီပေါ်ပြီးပျောက်သွားပြီမဲ့လို့ဒီနောက်ထပ်ပေါ်လာတဲ့ဟာတွေကရှေ့ကပျောက်သွားတဲ့သဘာဝတရားတွေနောက်ထပ်ပေါ်ဖို့ရာအတွက်သူက energy တွေကိုပေးထားကြတာတွန်းအားတွေ energy တွေစွမ်းရည်တွေကသူ့ထဲမှာရောက်သွားတယ်အဲ့ဒီစွမ်းအင်တွေကနောက်အလုံးထဲမှာပြည့်သွားလို့ဒီနောက်ပေါ်တာကရှေ့ပေါ်တာတဲ့စွမ်းအားတွေစွမ်းအင်တွေပိုထက်လာတယ်ပညာသင်တာပဲကြည့်လေမူလတန်းပညာသင်ထားတဲ့ဟာကအလတန်းပညာသင်ဖို့ရအတွက်စွမ်းအင်တွေကြံရစ်တယ်ဟုတ်လားမှန်လားပါဗျာသို့တော့ပျောက်သွားတာပဲအဲ့ဒါလေတခါအလယ်တန်းပညာကနေအထက်တန်းပညာကနေပြီးတော့ University တက္ကသိုလ်ပညာဆိုပြီးတော့ဟောအကယ်၍သာလုံးဝပျောက်သွားမယ် energy မရှိဘူးဆိုလို့ရှိရင်မူလတန်းသင်ထားတာကဘယ်လိုလုပ်ပြီးအလယ်တန်းကိုအကျိုးပြုမလဲအခုကအကျိုးပြုတယ်လေမူလတန်းမသင်မဲနဲ့အလယ်တန်းတက်လို့မရဘူးလေမှန်လားပါဗျာနားမလည်နိုင်ဘူးလေအေးဒါကြောင့်မို့လို့ဒါတွေကပျောက်သွားတာတော့ဟုတ်တယ်လုံးဝပျောက်သွားတာတော့မဟုတ်ဘူးတဲ့ energy လေးတွေပေးထားကြတယ်နောက်ဟာဒါကြောင့်မို့လို့ဖရာအလောင်းတော်သူမိတာဘဝကပါရမီဖြည့်တာဂေါရမဖရာလက်ထက်ကျပါဖက်ဖြစ်တာပေါ့မှန်လားပါဗျာအနုဘုဆိုရင်ဘယ်ပါဖက်ဖြစ်မလဲကိုယ် line လေးနဲ့ကိုကတော့ရှိတယ်သို့တော့အဲ့ဒီ line ထဲမှာမြဲနေတဲ့အရာရှိလားဆိုမရှိဘူးအကြောင်းကျိုးဆက်ပြီးတဘာဝတရားဟာတစ်ခုဖြစ်တစ်ခုပြည့်နဲ့အဲ့ဒီပုံစံနဲ့သွားနေတာတဲ့တန်လျာထဲမှာအဲ့ဒီပုံစံနဲ့ပဲသွားနေတယ်အကြောင်းတရားကိုမှီတည်ပြီးတော့ဖြစ်ပြီးသွားနေကြတာအေးကောင်းပြီမဟာဗုဒ္ဓတွေလူရဲ့ခန္ဓာကိုယ်ထဲမှာနည်းနည်းလောက်ရှာကြည့်အောင်လူရဲ့ခန္ဓာကိုယ်ထဲမှာကြည့်အယိုးဆိုတာရှိတယ်အဲ့ဒီအယိုးပေါ်မှာအသားဆိုင်တွေရှိတယ်နော်အယိုးထဲမှာအသားဆိုင်တွေရှိတယ်ဒါဟိုစကယ်တန်ရုပ်တုကြီးတွေပါတယ်ကြည့်လိုက်မယ်ဆိုရင်အခုခေတ်တော့ဟိုကြည့်စရာတွေပေါ်ပါတယ်လူရဲ့ခန္ဓာကိုယ်ထဲမှာမြင်လို့ရတာတွေလေအဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအဆိုင်အခဲတွေအားလုံးဟာဒီရုပ်တရားတွေရဲ့အားလုံးရဲ့တရားဖြစ်လို့သူတို့ကိုပထဝီလို့ပဲခေါ်တယ်နော်တရားပုံပန်းတဏ္ဍာကတော့အမျိုးမျိုးပဲသူကဖန်တီးနေတာပုံပန်းတဏ္ဍာအမျိုးမျိုးအာဘောကနေစုစည်းပေးထားတယ်ဒီလိုအတုံးခဲတွေမှာအာဘောတွေကစုပေးထားတယ်တေဇောကရင့်ကျက်လာစေတယ်ဝါယောကပြိုလဲမသွားအောင်ထိမ့်ပေးနေတယ်ဟောဓာတ်ကြီးလေးပါးခန္ဓာကိုယ်ထဲမှာရှိတယ်ကဲအဲ့ဒီဓာတ်ကြီးလေးပါးခန္ဓာကိုယ်ထဲမှာကြည့်မာပြော့အတုံးခဲမှန်သမျှကိုဒါပထဝီလို့ဒီထဲမှာအာဘောဆိုတဲ့သဘောကသူကယိုစီးတဲ့သဘောနဲ့ဖွဲ့စည်းတဲ့သဘောနှစ်ခုရှိတယ်အာဘောမှာမှန်ပါပါပထဝီမှာလည်းပဲသူကခက်မာတဲ့သဘောခက်မာတယ်ဆိုတာအတုံးခဲကိုပြောတာနော်မှန်ပါပါဗျာအတုံးခဲလေးဖြစ်တာကိုပြောတာခက်မာတယ်ဆိုတာကက္ခလတ္တလက္ခဏာပထဝီဆိုတာခက်မာတဲ့သဘောလေးအတုံးခဲသဘောလေးကိုပထဝီခေါ်တယ်အဲ့ဒီပထဝီသည်ပဋိဌာနရတကျန်တဲ့ယုတ်တရားတွေအလုံးရဲ့မှီရသူကအခြေခံလောကမှာပဂရိမြေကြီးသည်တောတောင်ရေမြေအင်္ဂေဟာအပေါင်းတို့ရဲ့မှီရဖြစ်တယ်လို့ပဲဒီအတုံးခဲလေးဟာယုတ်အလုံးဟာဒီပေါ်မှာမှီနေကြရတယ်နော်ပဋိဌာနရတတံပဋိသနပစ္စုပ္ပထာနာအရာရာဒီယုတ်ဒီမှန်သမျှပထဝီပေါ်မှာတည်နေကြတာမို့ပထဝီကတောင့်ခံထားတယ်လို့ဒီလိုပြောတာကြည့်လေမုံတုံးလေးပဲကြည့်အောင်တော့ဒီလိုအတုံးလေးဖြစ်နေတဲ့ထဲမှာဒီအတုံးပေါ်မှာစူစီထားတဲ့
အာဘောဆိုတဲ့သဘောလည်းရှိတယ်ရင်းစက်လာစေတဲ့တေဇောဆိုတဲ့သဘောလည်းရှိတယ်ပြိုကွဲမတော့ထိန်းထားတဲ့ဝါယောဆိုတာလည်းဒီပေါ်မှာရှိနေတယ်ဟုတ်ကဲ့မှန်ပါပါဗျာအေးဒါကြောင့်မလို့ပထဝီဆိုတဲ့မြေဓာတ်ရဲ့သဘာဝသည်အတုံးခဲခန္ဓာကိုယ်ထဲမှာကြည့်အတုံးခဲဖြစ်နေတဲ့သမျှအမှန်သမျှဟာအကုန်လုံးပထဝီဓာတ်ရှိနေတဲ့အရာတွေတဲ့နောက်ခန္ဓာကိုယ်ထဲမှာကြည့်အရေးသဘောတွေမရှိဘူးလားရှိပါရဲ့ခန္ဓာကိုယ်ထဲမှာမျက်လုံးကထွက်တာတော့မျက်ရည်တဲ့နော်ဒီပါးစပ်ကထွက်တာတန်တွေးတို့ဒီလိုပေါ့လေလူခန္ဓာကိုယ်ထဲမှာရှိတဲ့အရေးဓာတ်တွေခန္ဓာကိုယ်မှာအရေးတွေအများကြီးရှိတယ်နောက်သွေးတွေအရေးသဘောတွေဒါဖြင့်အဲ့ဒီသွေးဆိုတဲ့ထဲမှာအာဘောပဲရှိတာလားဉာဏ်နာမရှိဘူးလားလို့ဆိုရှိတယ် quantity ကွာသွားတာအယိုးကြတော့ပထဝီဓာတ်ကများတယ်ဉာဏ်နာတွေကလျော့နေသွားခုနကအရေးတွေကြတော့အာဘောဓာတ်ကမျောပြီးတော့ဉာဏ်နာတွေကလျော့နေတယ်ဒီလိုနားလည်ရမယ်နော်မှန်ပါပါအတုံးခဲဖြစ်ရင်ပထဝီကများပြီးဉာဏ်နာတွေကလျော့နေတယ်သူတို့ကအချိုးစားခြင်းညီချင်မှညီတယ်အတုံးခဲကြီးဖြစ်နေရင်ပထဝီကများတယ်အရေးပြောနေလို့ရှိရင်အာဘောကများနေတယ်ဒီလိုပြောอ่ะအာဘောကများနေအပူတွေလွန်ကဲနေရင်တေဇောကများတယ်ဥပမာမဲ့မီးဆိုတဲ့အထဲမှာလူတွေကမီးဆိုရင်အပူတစ်မျိုးတည်းပဲလို့ထင်တယ်မဟုတ်ဘူးအဲ့ဒီမီးတဲကတေဇောကလွန်ကဲနေတယ်အဲ့ဒီထဲမှာပထဝီလည်းရှိတယ်အာဘောလည်းရှိတယ်ဒီမီးလေးဟာဒီလိုမီးညွန့်လေးသဏ္ဍာန်လေးဖြစ်နေအောင်စုစည်းတာအာဘောကစုစည်းတာမှန်ပါဗျဟုတ်ကဲ့လားမှန်ပါဗျဒီမီးထဲမှာအာဘောရှိတယ်ဆိုလို့ရှိရင်ယုံနိုင်စရာတော့မရှိဘူးเนาะစုစည်းတဲ့သဘောလေးကိုပြောတာမီးထဲမှာအဲ့ဒီစုစည်းထားတဲ့သဘောရှိတယ်စုစည်းထားတဲ့သဘောလေးကိုပြိုလဲမသွားအောင်ထိန်းထားတဲ့ဝါရောလည်းရှိတယ်အပြင်ဝါရောလည်းရှိတယ်เนาะမှန်ပါပါအဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ဓာတ်ကြီးလေးပါးဟာရေထဲမှာလည်းရှိတယ်မီးထဲမှာလည်းရှိတယ်လေထဲမှာရောဆိုလေထဲမှာလည်းထို့အတူပဲပေါ့လေတိုက်လို့ရှိရင်လူကိုလာထိတာကြည့်လေသိတယ်မဟုတ်လားမှန်ပါပါအဲ့ဒီမှာထိတဲ့အခါမှာပြင်းပြင်းထန်ထန်ထိရင်ဒါပထဝီရဲ့သဘောကြောင့်ဖြစ်တာလေမှန်ပါပါအဲ့တော့လေထဲမှာလည်းပဲဝါယောကပြင်းထန်တာဝါယောကလွန်ကဲတာကျန်တာတွေကယောနေတယ်ပေါ့အချိုးစားကြတော့ကွာခြားတယ်ကဲလူခန္ဓာကိုယ်တွေကိုကြည့်လိုက်လူခန္ဓာကိုယ်ထဲမှာအတုံးခဲသဘာဝတွေမှန်သမျှအကုန်လုံးအပြင်ဘက်ကမြင်ရတဲ့သပင်တို့ဘာတို့အကုန်လုံးဒါတွေကအကုန်လုံးပထဝီအမာခံယုတ်တွေလို့အဓိကထားပြီးတော့ပြောတာအဲ့ဒီပထဝီလို့ဆိုတဲ့ထဲမှာယုတ်၈ခုလို့ဒီလိုပဲမှတ်ရမယ်ဘယ်နေရာပဲဖြစ်ဖြစ်ယုတ်၈ခုရှိတယ်နော်အားလုံးကယုတ်၈ခုနဲ့ဖွဲ့တယ်သို့တော့ပထဝီဒီလွန်ကဲနေတယ်အဲ့ဒီမှာနောက်ခန္ဓာကိုယ်ထဲမှာရှိတဲ့အရေးသဘောတွေကြတော့ရုပ်ရှိခုနဲ့ပဲဒါပေမဲ့အာဘောလွန်ကဲနေတယ်နောက်တေဇောတဲ့လူရဲ့ခန္ဓာကိုယ်ထဲမှာတေဇောဆိုတာရှိတယ်ဘာလို့ဆိုလို့ရှိရင်နေမကောင်းတဲ့အခါကျတော့လူရဲ့ခန္ဓာကိုယ်ပူးမလာဘူးလားပူလာပါတယ်ဗျာဒီ temperature ဆိုတာသာမိုမီတာနဲ့တိုင်းလိုက်တဲ့အခါကျတော့ရှိရမယ့်အပူတဲ့ပို့ပြီးတော့ပူလာတယ်အဲ့ဒီအပူမျိုးကိုတန်တပ္ပနတေဇောလို့ခေါ်တယ်အပူတစ်မျိုးရှိတယ်လူရဲ့ခန္ဓာကိုယ်ထဲမှာနော်မှန်ပါဗျာနောက်အပူတစ်မျိုးရှိသေးတယ်ဘာလို့ဆိုလို့ရှိရင်ဇီရဏကတေဇောတဲ့လူဟာကလေးလေးကနေပြီးတော့တဖြည်းဖြည်းကလေးလေးတုန်းကအသားအရည်နဲ့နည်းနည်းအရွယ်ရလာတဲ့အသားအရည်တူသေးလားတူပါဗျာတဖြည်းဖြည်းကြမ်းကြမ်းလာတယ်ရင့်ရင်လာတယ်ဟုတ်လားမွေးစားကလေးလေးရဲ့အသားလေးကနှုတ်ဖက်ဖက်ကလေးတဖြည်းဖြည်းကျန်းလာတာဘယ်သူကတည်းကျန်းအောင်လုပ်နေတာလို့ဆိုတေဇောအဲ့ဒါဇီရဏကတေဇောလို့ခေါ်တယ်အဲ့ဒီတေဇောကပထမရင့်အောင်လုပ်တယ်နောက်ကြလို့ရှိရင်ရင့်ရာကနေအရင်လွန်လာတော့မှဲ့လာတယ်ကြည့်ခေါင်းပေါ်ကသပင်လေးတွေဖြူလာတယ်သွားတွေကျိုးကုန်တယ်ပရည်တွေတွန့်ကုန်တယ်သူကနေလှုပ်နေတာနော်မှန်ပါဗျာအဲ့ဒီတေဇောကနေလောင်းနေတာအများအားလောင်းနေလို့လူရဲ့ခန္ဓာကိုယ်သည်ရင့်ရောပြီးတော့အိုမင်းလာတာအဲ့ဒါကဇီရဏကတေဇောတဲ့တေဇောနှစ်ခုရှိသွားပြီနော်မှန်ပါပါပထမတေဇောကတန်တပ္ပနတေဇောလို့ခေါ်တယ်လူရဲ့ခန္ဓာကိုယ်မှာနေမကောင်းထိုင်မသာဖြစ်တဲ့အခါအဖျားဖျားတဲ့အခါမှာပူလောင်တဲ့အပူမျိုးအဲ့ဒါဘာကြောင့်ဖြစ်တော့ဆိုရင်မတည့်တာစားရင်လည်းဖြစ်တယ်မတည့်တဲ့ဥရုနဲ့တွေ့ရင်လည်းဖြစ်တယ်ဟုတ်လားခန္ဓာကိုယ်မှာခုခေတ်လို့ဆိုရင်ပိုးကြောင့်လည်းဖြစ်တယ်ပေါ့နော်ဗိုင်းရပ်စ်ပိုးကြောင့်လည်းဖြစ်တယ်ပေါ့
တန်တပနာတေဇောတဲ့ဇေရဏကတေဇောနောက်တစ်ခုတေဇောတစ်ခုကဘာလို့ဆိုလို့ရှိရင်စားလိုက်တဲ့အစာအာဟာရတွေဟာဝန်းထဲမှာကြည်ညက်သွားချက်ထားတယ်လို့ကြည်သွားတာဟုတ်လားလုံးဝကိုခွဲခြားလို့မရအောင်စားတော့ကတော့အမျိုးစုံစားတာပဲလေနောက်ကြတော့အဲ့ကြည်ညက်သွားတဲ့အခါကျတော့ခွဲလို့မရတော့ဘူးတစ်ခုတည်းဖြစ်သွားတယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဖြစ်သွားအောင်ဘယ်အပူကနေလှုပ်တာတော့ဆိုပါစကတေဇောလို့ခေါ်တယ်အဲ့ဒီပါစကတေဇောကြတော့ကန့်ညောင်ဖြစ်တာတခြားကြောင့်မဖြစ်ဘူးကျန်တာတွေကတော့ကံစိတ်ဥဒုအာဟာရကြောင့်ဖြစ်နိုင်တယ်ဒါကြတော့ကံတစ်ခုတည်းကြောင့်ဖြစ်တာတဲ့ကဲနောက်တစ်ခုတေဇောတစ်ခုကဘာတော့လို့ဆိုလို့ရှိရင်သူကဒရှနတေဇောတခါတရံကျတော့လူရဲ့ခန္ဓာကိုယ်မှာပူလာကြီးရဲ့လောင်လာကြီးရဲ့ဆိုပြီးတော့လွန်ကဲလာတဲ့အပူတွေလွန်ကဲလာတဲ့အခါမျိုးကြည့်လေအပူတွေလွန်လာတဲ့အခါကျတော့အနာတွေပေါက်ထွက်တာတို့ဘာတို့ဒီလိုတွေဖြစ်တတ်တယ်လေအဲ့ဒီလိုဟာမျိုးကတစ်ခုတဲ့ဩလူခန္ဓာကိုယ်မှာကြည့်လိုက်လို့ရှိရင်တေဇောဟာ၄မျိုးရှိတယ်တဲ့တန်တပနာတေဇောဆိုဖြားလို့ပူလောင်တာတစ်ခုဇေရဏကတေဇောတဖြည်းဖြည်းရင့်လောင်ဖြစ်စေတတ်တဲ့တေဇောကတစ်ခုပါစကတေဇောအစာအာဟာရတွေကြည်ညက်စွာအောင် digest ဖြစ်အောင်ရင်ကြည်ညက်စေတတ်တဲ့တေဇောကတစ်ခုနောက်ဒရှနတေဇောခန္ဓာကိုယ်လောင်တတ်တဲ့တေဇောကတစ်ခုတဲ့ဟောအားလုံးပေါင်းလိုက်တော့၄ခုဒီ၄ခုဟာတေဇောလွန်ကဲနေတဲ့ရုပ်ရှိခုပဲလို့ဒီလိုမှတ်ရမှန်ပါပါနောက်တစ်ခုဝါယောဆိုတာရှိသေးတယ်ခန္ဓာကိုယ်ထဲမှာဝါယောဆိုတာကဲအလွယ်တကူစပြီးတော့ကြည့်မယ်ဆိုရင်24နာရီပတ်လုံးလူတွေကအသက်ရှူနေကြတာရှိတယ်မဟုတ်လားမှန်ပါပါအဲ့ဒီအသက်ရှူနေတဲ့ဒီလေကြတော့စိတ်ကြောင့်ဖြစ်တာတဲ့အကြောင်းတရားကစိတ်ပဲတခြားအရာကြောင့်ဖြစ်တာမဟုတ်ဘူးဒီထွက်လေဝင်လေဟာစိတ်ကြောင့်ဖြစ်နေတာထွက်လေဝင်လေရပ်သွားလို့ရှိရင်ဟောဒီစိတ်အားနေသွားတာလို့ပြောအောင်ထွက်လေဝင်လေထုတ်လုံးနိုင်လောက်အောင်စွမ်းအားတတ္တိမရှိဘူးဆိုရင်ရပ်သွားနောက်စတုထဇံလို့ပါတော့တမာရီသိကောင်းသွားပြီးတော့စတုထဇံအဆင့်ထိရောက်သွားရင်လည်းထွက်လေဝင်လေရပ်သွားဟောထွက်လေဝင်လေတွေရပ်သွားတတ်တယ်ဒါကြောင့်မို့လို့ထွက်လေဝင်လေထွက်သက်ဝင်တဲ့ဟာဒီလေဟာစိတ်ကြောင့်ဖြစ်တာတဲ့စိတ်ကြောင့်ဖြစ်တဲ့ဝါယောဒါတစ်ခုခန္ဓာကိုယ်ထဲမှာနောက်တစ်ခါလူတွေလေတက်တယ်မဟုတ်လားအထက်သို့ဆန်တဲ့လေကတစ်မျိုးရှိတယ်အောက်သို့စုံတဲ့လေကလည်းတစ်မျိုးရှိတယ်ဥထဲမှာဘိုက်ထဲမှာဝမ်းဘိုက်ထဲမှာရှိတဲ့လေကတစ်မျိုးဥတွေထဲမှာရှိနေတဲ့လေကတစ်မျိုးခန္ဓာကိုယ်ထဲမှာလှည့်လည်သွားနေတဲ့လေကတစ်မျိုးတဲ့ကြည့်သွေးတွေဟာဒီခန္ဓာကိုယ်တစ်ခုလုံးကိုလဲပတ်နေတာနှလုံးရဲ့ညှစ်အားကိုကြည့်ပြီးတော့နှလုံးညှစ်အားနဲ့ဟောဒီဝါယောဓာတ်ရဲ့စွမ်းအားနဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးကိုသွေးတွေကလဲပတ်နေတယ်ပေါင်းလိုက်တော့လေ6မျိုးလို့ဆိုလို့ရတယ်နော်အထက်သို့ဆန်တက်တဲ့လေအောက်သို့စုံတဲ့လေဝမ်း၌တည်သောလေဥ၌တည်သောလေအင်္ဂါကြီးငယ်လျှောက်တဲ့လေခန္ဓာအတ္တတပတ္တတထွက်တဲ့ဝင်တဲ့လေလို့ဆိုဟောလေ6မျိုးအဲ့ဒီလေ6မျိုးကလည်းခန္ဓာကိုယ်ထဲမှာရှိတော့ဒါဝါယောဓာတ်လွန်ကဲနေတဲ့ဓာတ်7ပါးပဲလို့ကဲခန္ဓာကိုယ်ကြီးမှာလိုက်ပြီးတော့ရှာကြည့်လိုက်လို့ရှိရင်ဒီတဘာဝတရားကလွဲတာရှိသေးရဲ့လားရှိပါဗျာမရှိတော့ဘူးဒါကြောင့်မို့လို့ဓာတ်ကြီး၄ပါးကိုမိပြီးတော့ဖြစ်နေတဲ့ရုပ်၄ခုအလုံးရုပ်ပေါင်းလိုက်တဲ့အခါရုပ်၈ခုဒီကနေ့ရုပ်၈ခုကိုလေ့လာရပြီနောက်ဒီတွေထူးခြားတဲ့ရုပ်ကလေးတွေရှိသေးတယ်အဲ့ဒီရုပ်တွေကိုနောက်ရကြတော့ဆက်ပြီးတော့ဟောကြရအောင်ဒီကနေ့တော့ဟောဒီရုပ်၈ခုကိုမှတ်ထားကြပြီတော့နော်မှန်ပါပါဗျာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပြောင်းလဲသွားရတဲ့သဘောပျက်စီးသွားရတဲ့သဘောဟာယုတ်ထိုယုတ်တရားဟာအမာခံအဖြစ်ရှိပြီးတော့နေတယ်ထိုယုတ်တရားသည်အာယုံကိုရယူနိုင်ခြင်းမရှိဘူးထိုယုတ်တရားသည်နာညောင်းလည်းဖြစ်တယ်ကန့်ညောင်းလည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်အခြားယုတ်တွေကြောင့်လည်းပဲဥတုအာရလို့ဆိုတဲ့အခြားယုတ်ကိုလည်းမှီပြုပြီးတော့ဒီယုတ်တရားတွေကဖြစ်ပေါ်နေကြတယ်အကြောင်းတရားတွေရှိနေသည့်အတွက်ကြောင့်ဒီလိုအကျိုးတရားတွေပေါ်နေတာအကြောင်းတရားတွေချုပ်သွားတာနဲ့တပြိုင်နက်သူတို့ဟာယက်တည်နိုင်ခြင်းမရှိဘူးဆိုတာကိုမိမိတို့ရဲ့ယုတ်ခန္ဓာကိုယ်ကြီးကိုအာယုံပြုပြီးတတိတံဝေကတရားပွားများနိုင်ကြပါစေကုန်သတည်း
ကဲမေတ္တာပို့ရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရာဆန္ဒပြည့်ပါစေဓမ္မောဒရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစင်းကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းရှိစေချလိုက်အရှင်ဘုရားဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ကျင်ပပြုလုပ်ကြ၍ဓမ္မဒါနအမတဒါနတရားအတူတော်ကိုပေးလူကြပါကုန်၏တရားတော်ကိုရိုသေစွာနာယူကြပါကုန်၏ဓာတပဝတ္ထုအဆူဆူတို့ဖြင့်ပေးလူပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလို့ရသောဓမ္မဒေသနာဓမ္မတဝနာဓမ္မဒါနာဓမ္မပူဇာကုသိုလ်စေရနာအဖျားပြာတို့ကြောင့်ဓမ္မအတိဉာဏ်ကိုရရှိကြပြီလင်ဒုက္ခခတ်သိချုပ်ငြိမ်းရာမှဉာဏ်နိဗ္ဗာန်သို့သင်္ညာဆောစွာဆက်ရောက်ကြရပါလိုကုန်၏ဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်သောအာသုအာသုအာသုအာလုံးကြာကြာသမျှအမြအမြပြုတော်မူကြပါကုန်သောအာသုအာသုသာဓုအလုံးကြာကြာသမျှမြာ
မြတ်လိုတော်မူကြပါကုန်တော်